မုန်တိုင်းတွေကြော်ဖြတ်ရအောင်မယ်မင်္ဂလာပါရှင်တော်လန်ရဲဘော်များအားလုံးနဲ့တော်လန်ပြည်သူများအားလုံးဘေးရန်ကင်းကွာရှင်လန်းကျန်းမာကြပါစေရှင်23ရက်4လ2026ရက်နေ့တရက်တာတွင်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုနှင့်ခဲယမ်းရိတ်ခါထောက်ပို့မှုမှတ်တမ်းများကိုကျမတို့ဝေဟင် channel မှာတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်ဖလန်းနယ်တနေရာသို့တရဝူးလေတပ်မှတက်သောဂျက်ဖိုက်တာ2စီးဖြင့်မနက်9:50မိနစ်9:51မိနစ်9:53မိနစ်9:58မိနစ်6:01မိနစ်နှင့်6:03မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ပြီးထပ်မံ၍တရဝူးလေတပ်မှတက်သောဝိုင်တွဲစစ်ထောက်ပို့ဘုံကျဲလေယာဉ်တစ်စီးဖြင့်မနက်6:19မိနစ်ခန့်အချိန်မှစတင်ပြန်ဝဲပြီးလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်နောက်ထပ်တစ်ခါဖလန်းနယ်တနေရာသို့တရဝူးလေတပ်မှတက်သောဂျက်ဖိုက်တာ3စီးဖြင့်မနက်10:32မိနစ်ညနေ6:20မိနစ်6:22မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားခဲ့ပြီးမိထီလာလေတပ်မှတက်သောဂျက်ဖိုက်တာ2စီးဖြင့်လည်းမနက်10:39မိနစ်10:38မိနစ်10:43မိနစ်10:45မိနစ်နှင့်ညနေ6:15မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ဖလန်းနယ်တနေရာသို့မကွေးလေတပ်မှတက်သောဝိုင်တွဲစစ်ထောက်ပို့ဘုံကျဲလေယာဉ်တစ်စီးဖြင့်နေ့လယ်12:50မိနစ်ခန့်အချိန်တွင်စတင်ပြန်ဝဲပြီးခဲယမ်းရိတ်ခါထုပ်များကျဲချထောက်ပို့သွားခဲ့ကြောင်းသိရှိရပါသည်ထပ်မံ၍ဖလန်းနယ်တနေရာသို့မကွေးလေတပ်မှတက်သောဂျက်ဖိုက်တာ2စီးဖြင့်နေ့လယ်2:16မိနစ်2:19မိနစ်2:28မိနစ်2:31မိနစ်2:34မိနစ်နှင့်2:36မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ကလေးဝနယ်တနေရာသို့နေပြည်တော်လေတပ်မှတက်သောဂျက်ဖိုက်တာတစ်စီးဖြင့်မနက်9:45မိနစ်နှင့်9:48မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ကလေးဝနယ်တနေရာသို့မုံရွာနမခမှတက်သောဂျိုင်ရိုကော်ပတာ2စီးဖြင့်မနက်10:06မိနစ်10:09မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပြီးထပ်မံ၍ဂျိုင်ရိုကော်ပတာ2စီးဖြင့်ညနေ4:04မိနစ်4:09မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ကလေးဝနယ်တနေရာသို့တရဝူးလေတပ်မှတက်သောဝိုင်တွဲစစ်ထောက်ပို့ဘုံကျဲလေယာဉ်တစ်စီးဖြင့်ညနေ4:15မိနစ်ခန့်အချိန်မှစတင်၍ခဲယမ်းရိတ်ခါထုပ်များကျဲချထောက်ပို့သွားခဲ့ကြောင်းသိရှိရပါသည်ပေါက်နယ်တနေရာသို့မကွေးလေတပ်မှတက်သောဂျက်ဖိုက်တာ5စီးဖြင့်မနက်17:04မိနစ်17:05မိနစ်17:06မိနစ်17:08မိနစ်17:12မိနစ်17:14မိနစ်17:21မိနစ်17:23မိနစ်နှင့်17:24မိနစ်17:33မိနစ်17:34မိနစ်17:36မိနစ်နှင့်17:38မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ထပ်မံ၍ပေါက်နယ်တနေရာသို့စကားစာ၏အသေးခံဒရုန်းတစ်စီးဖြင့်မနက်17:38မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ဝမ်လန်နယ်တနေရာသို့ရွှေဘူခလာရ42မှလွှတ်တင်လိုက်သောအသေးခံဒရုန်း3စီးဖြင့်မနက်17:19မိနစ်17:41မိနစ်17:52မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်တန်တွဲနယ်တနေရာသို့မိထီလာလေတပ်မှတက်သောဂျက်ဖိုက်တာတစ်စီးဖြင့်နေ့လယ်2:40မိနစ်ခန့်အချိန်မှစတင်၍
လေကြောင်းတိုက်ခိုက်မှု3ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ကျောက်တော်နှင့်တနေရာသို့မကွေးလေတပ်မှတက်သောဝိုင်တွဲစစ်ထောက်ဖို့ဘုံကျဲလျင်တစ်စီးဖြင့်ညနေ4 နာရီ2 မိနစ်ခန့်အချိန်မှစတင်၍လေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ရွှေဘိုနယ်အနောက်ခြမ်းတနေရာသို့ရွှေဘိုတောင်ပန်းမုတ်စစ်ကောင်စီဂိတ်မှလွတ်တင်လိုက်သောအသေးခံဒရုန်းနှင့်တိုက်ခိုက်ရေးဒရုန်း3 စီးဖြင့်နေ့လယ်3 နာရီ40 မိနစ်4 နာရီ24 မိနစ်4 နာရီ25 မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်23ရက်4 လ2026ရက်နေ့တွင်အကြမ်းဖက်စစ်ကောင်စီအနေဖြင့်မော်ဘီမင်္ဂလာတုံတဒဦးမိထီလာနေပြည်တော်မကွေးတောင်ငူဟုံးမလင်းလေတပ်များနှင့်ရွှေဘိုမုံရွာနမခစသည်များမှဂျက်ဖိုက်တာဝိုင်တွဲ Y8 L410E20 ပါရာမော်တာဂျိုင်ရိုကော်ပတာတိုက်ခိုက်ရေးဒရုန်းအသေးခံဒရုန်းများစုစုပေါင်းပြန်တက်မှုအကြိမ်ရေ58 ကြိမ်ခန့်ရှိခဲ့ပြီးရခိုင်ပြည်နယ်ချင်းပြည်နယ်စကိုင်းတိုင်းတို့တွင်လေကြောင်းတိုက်ခိုက်မှုနှင့်ခဲယမ်းရိတ်ခါထောက်ပို့ပြန်တက်မှု52 ကြိမ်ခန့်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်မိဘပြည်သူများအနေဖြင့်အကြမ်းဖက်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုအန္တရာယ်မှကာကွယ်နိုင်ရန်ဝေဟင်သတင်းပေး Telegram Channel အားစောင့်ကြည့်ခြင်းနှင့်မိမိနယ်မြေရှိသက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့များ၏သတိပေးထုတ်ပြန်ချက်များကိုလည်းလေးစားလိုက်နာ၍နေထိုင်ကြပါရန်တိုက်တွန်းနှိုးဆော်အပ်ပါရရှင်ယခုပေါ်ပြခဲ့သောသတင်းများမှာကျမတို့ဝေဟင် Channel မှလက်လန်းမိသလောက်ရရှိထားသောသတင်းများဖြစ်ပြီးကျမတို့မရရှိခဲ့သောလေကြောင်းတိုက်ခိုက်မှုများလည်းကြန့်ရှိနေနိုင်ပါသေးသည်မိဘပြည်သူများအနေဖြင့်လေရင်ဖြတ်တန်းသည့်သတင်းနှင့်လေကြောင်းတိုက်ခိုက်မှုများကိုသိရှိရပါကဝေဟင် Telegram Channel ၏သတင်းလက်ခံအကောင့်ဖြစ်သောဝေဟင် Air Scout Bot တို့ဆက်သွယ်သတင်းပို့ပေးကြပါရန်မေတ္တာရက်ခံအပ်ပါရရှင်ယခုလိုလေကြောင်းတိုက်ခိုက်မှုသတင်းများနှင့်လေကြောင်းဆိုင်ရာစောင်းရန်ရှောင်းရန်သတင်းများအားနေ့စဉ်ကြည့်ရှုနိုင်ရန်ကျမတို့ဝေဟင် YouTube Channel အား Like and Subscribe ပြုလုပ်ထားပေးကြပါအောင်ရှင်မိဘပြည်သူရဲဘော်များအားလုံးဘေးကင်းလုံခြုံကြပါစေရှင်